င်္ဂလာပါသားတို့သမီးတို့ရေအခုဒီချဲသင်ကြားပေးမယ့်သင်ခန်းစာလေးကတော့သင်ခန်းစာ14သင်မြတ်ချင်းသည်ပျော်စရာဆိုတဲ့သင်ခန်းစာခေါင်းစဉ်လေးပဲဖြစ်ပါရဲ့ကွယ်ဒီသင်ခန်းစာလေးကိုအဓိကသင်ကြားပေးခြင်းနဲ့ရည်ရွယ်ချက်ကလေးကတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့မတူညီသောသူများနဲ့ဘလို့ပေါင်းသင်းဆက်ဆံနေထိုင်ရမလဲဆိုတာကိုသားတို့သမီးတို့သိရှိလာစေဖို့အတွက်ရည်ရွယ်ထားခြင်းဖြစ်ပါရဲ့ကွယ်။ကဲအများနဲ့ဘလို့ပေါင်းသင်းဆက်ဆံနေထိုင်ရမလဲ။ပြီးတဲ့အခါမှာတော့အများနဲ့ပေါင်းသင်းဆက်ဆံမှုအတွက်မှာဘလို့အချက်တွေကိုတော့ရှောင်ကျင်ရမယ်ဘလို့အချက်တွေကိုတော့လိုက်နိုင်ရမယ်ဆိုတာကိုဒီချဲကပြပေးမှာဖြစ်ပါတယ်။ကဲဒီချဲတို့အခုကြပြလေးတစ်ပုဒ်ကိုရွတ်ဆိုကြည့်ကြရအောင်နော်။ဒီကြပြလေးရဲ့နာမည်ကတော့သွေးချင်းတို့ဤကဝဲသပင်ပဲဖြစ်ပါတယ်ကဲဒီကြပြလေးကိုရေးသားထားတာကမောင်ငယ်ကြောက်ဆောင်ဆန်းဖြစ်ပါရဲ့ကွယ်ဒီကြပြလေးဟာတိုင်းရင်းသားတွေရဲ့ရိုးရာကြပြလေးဖြစ်တဲ့တိုင်းရင်းသားအားလုံးစီစီလုံးလုံးညီညီညွတ်ညွတ်နေထိုင်တဲ့အခါမှာဘယ်လိုမျိုးစီလုံးညီညွတ်မှုတွေကိုတွေ့ရမလဲဆိုတာကိုရေးဖွဲ့ထားခြင်းဖြစ်ပါတယ်ကဲဒီချန်နဲ့တူတူကြပြလေးကိုလိုက်ဆိုကြည့်ကြရအောင်နော်သွေးချင်းတို့ဤကပွဲတွင်ကချင်မာလေးရင်ပါပေမနောကလို့နေကရားလေးတွေဖားစီကရင်သက်ရှုမောရာဒုံရင်ကားတဲ့ကိုကင်ရင်ညီညာသွက်လက်မြူးပျော်ရွှင်ချင်းတို့တီထွေဝညက်ကမျက်နှိုးပွဲပေပါရွှေရိုးကားတဲ့ကိုပမာဒိုးပတ်တန်တာယာမုန်းပြိုကညာရင်ဆဆဟင်းတာလေးလိုကရှမ်းမလေးများချစ်စေရာကကြကိန်နဲ့ရာရခိုင်ရိုးရာရှင်တိုင်းကမြင်တော်ရှုမဝါကာကျိုးစုံနဲ့ဒုမြန်ပြေပန်းတိုင်းပွင့်ဝေစီသွေးရင်ပီပီညီညွတ်မှုပင်လုံသက်တည်ပြုဒီကြပြလေးမှာဆိုရင်တော့တိုင်းရင်းသားတစ်မျိုးချင်းစီရဲ့အကလေးတွေကိုဖော်ပြသွားတယ်ပြီးတဲ့အခါမှာတော့ဒီချဲတို့မြန်မာနိုင်ငံတစ်ခုလုံးကိုစားပြုတဲ့ဒီတိုင်းရင်းသားတွေရဲ့ကာကျိုးစုံတဲ့အကလေးတွေကြောင့်မို့လို့ဒီချဲတို့မြန်မာပြည်ကြီးကဘလို့တောင်လှပနေလဲဆိုတာကိုပင်လုံကသက်တည်ပြုထားတယ်လို့အဓိပ္ပာယ်ရပါတယ်ကွယ်ကဲဒါဆိုလို့ရှိရင်တော့ဒီချဲကအခုသင်မြတ်ချစ်ခင်တို့ပျော်ရွှင်ဆိုတဲ့ပုံမြင်လေးတစ်ပုဒ်ကိုထပ်ပြီးတော့ပြပေးမယ်ရှေးခါကငှက်တရားအုပ်စုလိုက်မနေပဲတကောင်နဲ့တကောင်တီးခြားနေထိုင်ကြတယ်အဲ့လိုနေထိုင်ရတာကိုမနစ်သက်တဲ့ငှက်ကလေး2ကောင်ရှိတယ်တဲ့အဲ့ငှက်ကလေးကတော့ကြီးနဲ့ဘုတ်တို့ဖြစ်တယ်ဒီနေ့မှာဘုတ်ငှက်ကလေးကအဆွေကြီးရာကျုပ်တကောင်နဲ့နေရတာတိတ်ပြင်းတာပဲမင်းနဲ့အဖော်လုပ်ပြီးနေကြရအောင်လို့ပြောလာတဲ့အခါမှာတော့ကြီးငှက်ကလည်းအယံဝမ်းသာသွားတယ်ကွယ်ပြီးတော့သူကပြန်ပြောလိုက်တယ်ကောင်းတာပေါ့အဆွေဘုတ်ရာတင့်ကိုလည်းကျုပ်ကလေးလေးစားစားနေပါမယ်လို့ဂရုပြုပါတယ်တဲ့အဲ့ဒီခါမှာတော့မိတ်ဆွေကြီးတင့်ကိုကျုပ်ကလည်းတမိုးထားပြီးနေပါမယ်လို့ဘုံငှက်ကပြန်ပြီးဂရုပေးလိုက်တယ်ကွယ်အဲ့ဒီနေ့ကစပြီးတော့ကြီးနဲ့ဘုတ်ဟာအစာတူတူရှာပြီးဝင်းမြစားကြတယ်အတူတူကစားတယ်အဲ့ဒီဖြစ်ပျက်ဟာအခြားငှက်တွေကအထူးဆန်းဖြစ်နေကြတယ်ကွယ်ဒီငှက်2ကောင်ကအမျိုးလည်းမတူပဲနဲ့ဘာကြောင့်အတူတူနေကြရလဲလို့မေးတယ်တဲ့ကြီးငှက်ကဘုတ်ဟာငါရဲ့တငယ်ချင်းလေဒါကြောင့်တူတူနေတာပေါ့လို့ပြန်ပြောလိုက်တဲ့ဘုတ်ငှက်ကလည်းတငယ်ချင်းဆိုတာတကောင်နဲ့တကောင်ကူညီပြီးလေးလေးစားစားနေတဲ့နာတကောင်နဲ့တကောင်အစင်မပြေရင်တော့ပျော်စရာမကောင်းတော့ဘူးလေကိုယ့်ကိုယ်လည်းဘယ်တော့မှရံပြူမှလဲလို့စိုးရိမ်နေရတာပေါ့လို့ပြောလိုက်တဲ့ကွယ်ကဲတငယ်ချင်းဆိုတာအမြဲတမ်းအတူတူကစားရရင်ပျော်စရာကောင်းတာပေါ့ငှက်တွေအားလုံးသာတငယ်ချင်းတွေဖြစ်ရင်ပို့ပြီးတော့ပျော်စရာကောင်းမှာပဲလို့ဆိုလိုက်တဲ့ကွယ်အဲ့ဒီချိန်မှစပြီးတခြားသောငှက်တွေအားလုံးကလည်းကြီးနဲ့ဘုတ်ကဲ့သို့ချစ်ချစ်ခင်ခင်နေထိုင်သွားကြတဲ့ကွယ်ကဲဒီပုံမြင်လေးကတော့အမြဲတမ်းတယောက်တစ်ခွဲတယောက်တည်းမနေဘဲနဲ့အစုအဖွဲ့နဲ့နေအမတန်ပျော်စရာကောင်းနေဆိုတဲ့အရာလေးကို
ပြောပြသွားတာဖြစ်ပါရဲ့ကွယ်ဒါတို့သမီးတို့လည်းဘယ်တော့မှတယောက်တည်းမနေနဲ့နော်ကိုယ့်ရဲ့မိသားစုကိုယ်တငယ်ချင်းတွေနဲ့အတူတူပျော်ပျော်ရွှင်ရွှင်နေထိုင်ကြပါလို့ဒီချက်ကပြောပြချင်ပါတယ်အခုသင်ခန်းစာလေးကိုဒီမှာရပ်ပါမယ်နောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်